Australia နိုင်ငံတွင်ကျန်းမာစွာနေထိုင်စားသောက်ခြင်းကျန်းမာခြင်း၏ရလဒ်များအကယ်၍သင်သည်ကျန်းမာနေမည်ဆိုလျှင်ခွန်အားကိုပိုမိုရှိစေသည်ပျော်ရွှင်မှုကိုဖြစ်စေသည်ပြဿနာများကိုလွယ်ကူစွာဖြေရှင်းနိုင်သည်သင်၏ခန္ဓာကိုယ်အတွက်မျှတသောအလေးချိန်ကိုရရှိစေပါသည်ကျန်းမာစွာနေထိုင်ခြင်းကျွန်မပြောရမယ့်အကြောင်းကတော့ဩစတြေးလျနိုင်ငံတွင်ကျန်းမာစေသောအစားအစာနှင့်ကျန်းမာစေရန်စားတောက်ခြင်းအစားအသောက်ဝယ်ယူခြင်းအစားအစာကိုသိုလှောင်ခြင်းချက်ပြုတ်ခြင်းနှင့်လေ့ကျင့်ခန်းပြုလုပ်ခြင်းများဖြစ်ပါသည်သင့်လျော်မှန်ကန်သောအစားအသောက်များကိုချင့်ချိန်စားခြင်းသည်ကျန်းမာစေခြင်းဖြစ်ပါသည်ဤပရိမိတ်ပုံသည်အစားအစာများကိုအများဆုံးအလယ်လတ်အနည်းငယ်စသဖြင့်စားသင့်သည့်အချိုးအစားပမာဏကိုပြထားခြင်းဖြစ်ပါသည်အများဆုံးစားရမည့်အစားအစာများမှာဟင်းသီးဟင်းရွက်အသီးအနှံဆန်ခောက်ဆွဲဂျုံပေါင်မုတ်ပဲမျိုးစုံတို့ဖြစ်ပါသည်သင်သည်အယောင်နှင့်အမျိုးအစားမတူသောအသီးနှံ2မျိုးနှင့်ဟင်းသီးဟင်းရွက်5မျိုးကိုနေ့စဉ်စားသုံးသင့်ပါသည်အဘဲကြောင့်ဆိုသောသင်၏ခန္ဓာကိုယ်ကြီးထွားရန်နှင့်ကျန်းမာစေရန်အတွက်လိုအပ်သောဗီတာမင်နှင့်သဘာဝဓာတ်များပါရှိသောကြောင့်ဖြစ်ပါသည်ထို့ပြင်ဖျားနာမှုမှ၎င်းအလေးချိန်ပိုမိုလာခြင်းနှင့်ဝင်းချုပ်ခြင်းတို့မှ၎င်းကာကွယ်စေနိုင်သောကြောင့်ဖြစ်ပါသည်အလဲအလတ်စားသုံးသင့်သောအစားအစာများမှာနို့နှင့်နို့မှထုတ်လုပ်သောအရာများအသားငါကြက်ဥနှင့်အစေ့အဆန်တို့သည်အလဲအလတ်မျှသာစားသုံးသင့်ပါသည်၎င်းတို့မှလိုအပ်သောအသားဓာတ်ကိုရရှိတော်လဲအဆီဓာတ်များပါရှိသောကြောင့်လူကိုဝစေတတ်ပါသည်အမဲသားမှတန်ဓာတ်ကိုရရှိပါသည်အကယ်၍သင်သည်တန်ဓာတ်လုံလောက်မှုမရှိခဲ့လျှင်မောပန်းတတ်ပါသည်သို့သောနေ့စဉ်အမဲသားကိုစားသုံးရန်မလိုအပ်ပါအသားများကိုမချက်ပြုတ်ခင်အစီများကိုလှီးထုတ်ပစ်ပါအစေ့အဆန်များတွင်အဆီဓာတ်များစွာပါဝင်သည်နို့မှထုတ်လုပ်သောအစားအစာများသည်ထုံးဓာတ်များပါဝင်ခြင်းကြောင့်အယိုးနှင့်သွားများကိုခိုင်မာစေပါသည်အနည်းဆုံးလျှော့စားသင့်သောအစားအစာများမှာထောပတ်တကြားစီနှင့်အချိုဓာတ်များပါဝင်သောအစားအစာတို့ဖြစ်ပါသည်၎င်းတို့ကိုအနည်းငယ်မျှသာစားသုံးသင့်ပါသည်အဘဲကြောင့်ဆိုသောထိုအစားအစာများတွင်အဆီဓာတ်နှင့်တကြားဓာတ်များစွာပါဝင်သောကြောင့်ဖြစ်ပါသည်အဆီဓာတ်များခြင်းသည်ကိုယ်ခန္ဓာအလေးချိန်ကိုပိုမို၍တိုးလာစေပြီးနှလုံးရောဂါဆီးချိုရောဂါတို့ကိုဖြစ်စေတတ်ပါသည်တကြားအချိုဓာတ်သည်သင်၏သွားများကိုပျက်စီးစေပါသည်ထို့ကြောင့်အချိုဓာတ်များသောဖျော်ရည်များကိုလည်းအနည်းငယ်မျှသာတောက်သုံးသင့်ပါသည်အချိုဓာတ်နှင့်အဆီဓာတ်များပါဝင်နေခြင်းအချို့သောအစားအစာများတွင်အချိုနှင့်အဆီဓာတ်များပါဝင်နေသည်ကိုမသိရှိနိုင်ကြပါဖျော်ရည်နှင့်အချို့တစ်တီးဖျော်ရည်တို့တွင်အချိုဓာတ်များစွာပါဝင်နေပါသည်ဟာမာကာအာလူးကြော်နှင့်အချို့မုတ်များတွင်အဆီဓာတ်များစွာပါဝင်နေပါသည်အစားအစာများကိုအိမ်၌ချက်ပြုတ်ပြီးလက်ဆက်သောအသီးအနှံများကိုသာစားသုံးသင့်ပါသည်ရေကိုများစွာတောက်သုံးပါတောက်သုံးရန်အတွက်ရေသည်အကောင်းဆုံးဖြစ်ပြီးငွေကုန်ကျမှုကိုသက်သာစေပါသည်မဲဘုံတွင်ဘုံပိုင်းရေသည်
တောက်သုံးရန်အသင့်တော်ဆုံးဖြစ်ပါသည်လက်ဆက်သောအစားအစာများကိုသာဝယ်ယူရန်လိုအပ်ပါသည်စားသုံးရန်သတ်မှတ်ထားသောနေ့စွဲကိုကြည်ရန်နှင့်ထုတ်ပိုးထားပြီးပေါက်ပြဲနေသောအစားအစာများကိုမဝယ်မိရန်သတိထားပါပူလောင်သောကားထဲတွင်ဘယ်သောအခါမှအစားအစာများကိုမထားကြရန်လိုအပ်ပါသည်ဝယ်ယူပြီးအသားနှင့်ငါးများကိုရေခဲတစ်တာတွင်အမြန်ဆုံးသိမ်းဆည်းရန်လိုအပ်ပါသည်ရေခဲတစ်တာတွင်ရေခဲကမဟုတ်သောနေရာအဆင့်တွင်အသားတချို့ကိုသိမ်းဆည်းလိုပါက2 ရက် 3 ရက်သာသိမ်းဆည်းနိုင်ပါသည်တင်သည်အေးခန်းတွင်အစားအစာများကို3 လအထိသိမ်းဆည်းနိုင်ပါသည်အေးခန်းတွင်ရှိအစားအစာများကိုကန့်သတ်နေစွဲမတိုင်ခင်စားသုံးပါအေးခန်းတွင်မှထုတ်ပြီးအစားအစာများကိုတဖန်အေးခန်းထဲတွင်ပြန်မထည့်ပါနှင့်အသားကြောင့်ချိတ်ထားသောအသားများကြက်သားဝက်သားများကိုမကြက်တကြက်မချိတ်ရန်နှင့်အစားအစာများကိုပြန်နှွေးသောအခါမျက်စိနှင့်မမြင်နိုင်သောပိုးမွားများသေစေရန်အတွက်အပူချိန်များများနှင့်နှွေးရန်လိုအပ်ပါသည်ချက်ပြုတ်ပြီးသောအခါမီးဖိုပတ်ဝန်းကျင်ကိုတန့်ရှင်းရေးပြုလုပ်ရပါမည်ရေခဲတစ်တာနှင့်အိုးခွက်ပကံများသိမ်းဆည်းသည့်ဗီဒီယိုများကိုလည်းပုံမှန်တန့်ရှင်းရေးပြုလုပ်ရပါမည်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်လည်းအလွန်အရေးကြီးပါသည်လမ်းလျှောက်ခြင်းသည်အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်ပြီးလျှင်ငွေကုန်မှုကိုသက်သာစေပါသည်တခြားနည်းများနှင့်လည်းလေ့ကျင့်ခန်းများကိုပြုလုပ်နိုင်ပါသည်ဓာတ်လေကားကိုအသုံးမပြုဘဲနှင့်လေကားဖြင့်တက်ချင်းဆင်းခြင်း TV ပိတ်သောအခါရမုတ်ကိုမသုံးဘဲကိုယ်တိုင်ထ၍ပိတ်ခြင်းအိမ်တွင်ထိုင်နေခြင်းထက်တင်ဤရက်ကက်တွင်လမ်းလျှောက်ခြင်းကလေးများကျောင်းပို့သည့်အခါနှင့်ဈေးဝယ်သည့်အခါများတွင်လမ်းလျှောက်ခြင်းတို့ဖြစ်ပါသည်လေ့ကျင့်ခန်းများပြုလုပ်ခြင်းကြောင့်ကောင်းမွန်စွာအိပ်ပျော်ခြင်းနှင့်အာယုံစူးစိုက်မှုကိုပိုမို၍ရရှိနိုင်ပါသည်စိတ်ဝေဒနာဖိစီးမှုနှင့်စိုးရိမ်ပူပန်မှုကိုသက်သာစေပါသည်တင်ဤခန္ဓာကိုယ်အလေးချိန်ကိုထိမ့်သိမ်းနိုင်ပါသည်ဖြားနာခြင်းမှကာကွယ်နိုင်ပြီးတင်ရဲ့အယိုးများကိုခိုင်မာစေပါသည်သတိပြုရမည့်အချက်လက်များမှာကျန်းမာစေသောအစားအစာများကိုစားတောက်ခြင်းရေများတောက်ခြင်းလက်ဆက်သောအစားအစာများကိုမှန်ကန်သေးချာစွာသိမ်းဆည်းခြင်းနှင့်ချက်ပြုတ်ခြင်းနေ့စဉ်လေ့ကျင့်ခန်းများပြုလုပ်ခြင်းတို့ဖြစ်ပါသည်